တော်မြတ်ကြီးသည်ကွယ်ပပါလိမ့်မည်သတ္တမအတုအယောင်တွေပေါ်လာသောအခါသတ္တမသုံးပြဤသာသနာတော်မြတ်ကြီးသည်ကွယ်ပပါလိမ့်မည်ခြေသာကတ္တဗလောကဥပမာအဖြစ်ရွှေဤအတုအယောင်မပေါ်ပေါက်သေးသမျှကာလပတ်လုံးရွှေစင်အစစ်သည်ထွန်းလင်းတောက်ပတဲ့ကဲ့သို့ထိုအတူသတ္တမပတိရူပကခေါ်သောသူတော်ကောင်းတရားအတုအယောင်တွေမပေါ်သေးသမျှကာလပတ်လုံးပရိယတိတတ္တမအစစ်အမှန်ပฏิပတ်တိတတ္တမအစစ်အမှန်ပฏิဝေဒတတ္တမအစစ်အမှန်တည်းဟုသောတတ္တမသုံးပြသာသနာသုံးရသည်ဤလောကဝယ်ထွန်းလင်းတောက်ပအထင်ရှားရှိနေပါလိမ့်မည်တတ္တမအတုအယောင်တွေပေါ်ပေါက်လာသောအခါရွှေတုပေါ်လာသောအခါရွှေစစ်မြေအတွင်းသို့မြုပ်သည်ဖြင့်ပျောက်ပြီးတဲ့ကဲ့သို့ထိုအတူပင်လင်တတ္တမအတုအယောင်တွေပေါ်လာသောအခါတတ္တမအစစ်ဖြစ်သောသတ္တမသုံးပြသာသနာသည်ကွယ်ပပေလတနာခောကတ္တဗပထဝီဓာတုတတ္တမံအန္တရတာပိတိခြေသာကတ္တဗစင်စစ်တော်မူအောက်မဟာပထဝီမြေကြီးကတတ္တမသုံးပြသာသနာသုံးရပ်ကိုကွယ်ပစေသည်မဟုတ်ပါကဘာကိုဖြစ်သောရေကဘာကိုဖြစ်သောမိကဘာကိုဖြစ်သောလေကပင်တော်လိတတ္တမသုံးပြသာသနာသုံးရပ်ကိုကွယ်ပစေသည်မဟုတ်ပါခြေသာကတ္တဗစေအမှန်အားဖြင့်တန်ဤအတွန်းမှတန်ကြီးကပင်တန်ကိုဖြတ်ပြီးတဲ့ကဲ့သို့ထိုအတူပင်လင်းဤသာသနာတော်အတွန်းမှအလစ်စီဒုတိလာပုဂ္ဂိုလ်သာသနာတော်မဲ့ဖို့မရကိစ္စမပြေချီနီသောပုဂ္ဂိုလ်တို့ကပင်လင်ဤတတ္တမသုံးပြသာသနာသုံးရာကိုဖြစ်စည်းကြပေလိမ့်မည်ဤတတ္တမသုံးပြသာသနာသုံးရာကိုကွယ်ပစေလိမ့်မည်ဥပမာအားဖြင့်ခြေသာကတ္တဗဗဂတိလေအပေါ်ဝယ်များစွာသောကုံတို့ကိုထခါဖြည့်သည်ရှိသောထိုလေသည်ရေအတွန်းသို့နစ်မြုပ်ပြီးတဲ့ကဲ့သို့ဤတတ္တမသုံးပြသာသနာတော်မှာမူထိုကဲ့သို့မဟုတ်ပါပေတတ္တမသုံးပြသာသနာဒီဟုသောလေအတွန်းမှာကသာသနာတရားတို့ကိုထခါဖြည့်လေတင့်တယ်လျက်ရှိပါပေသည်သာဓမသုံးပြသာသနာသုံးရာကိုဖြည့်ကျင်သောပုဂ္ဂိုလ်ဖြည့်စွမ်းသောပုဂ္ဂိုလ်မရှိလင်ဤသာဓမသုံးပြသာသနာသုံးရာသည်ကွယ်ပပါတော့သည်ခြေသာကတ္တပသာသနာကွယ်ပကြောင်းမကောင်းသောတရားတို့က၅ပါးရှိပါပေသည်၅ပါးဟုသောကဘိက္ခုဘိက္ခုနီဥပါဒကဥပါတိကာတိဟုသောဆရာတကာပရိသတ်၄ပါးတို့သည်ဘုရား၌မယုသည်တရား၌မယုသည်သံဃာ၌မယုသည်သိက္ခာ၌မယုသည်သမာဓိ၌မယုသည်ဤသို့တရားသံဃာသိက္ခာသမာဓိဒီဟုသော၅ပါး၌ပရိသတ်၄ပါး